HSK speaking class ဟုတ်ပါတယ်နားကြမမှားပါဘူး HSK speaking class ပါအဲ့တော့ HSK မှာ speaking စာအုပ်တွေရှိတာသိလားရှိပါတယ်အဲ့ဒီ speaking စာအုပ်တွေကိုရှကာ video class အနေနဲ့ဖွင့်ပေးမှာဖြစ်ပါတယ် Zoom class အနေနဲ့သင်ချင်လဲရပါတယ် speaking class လို့ဆိုအခုလက်ရှိဘာသင်ယူနေသင်ချပေးနေရလဲလက်ရှိကတော့ new concept အရန်ကောင်းပါတယ်နိုင်ငံတကာအကြောင်းသားတွေအကုန်လုံးလက်ခံထားတဲ့စာအုပ်ပါဘယ်နိုင်ငံကအကြောင်းသားဖြစ်ဖြစ်ဒီစာအုပ်နဲ့အရန်အတက်လွယ်ပါတယ်အရန်ကိုအတက်လွယ်တဲ့စာအုပ်ပါဖင်းရင်ကိုကျွန်းကျွန်းချင်းချင်းဖတ်နိုင်ပြီးတော့ဒီ new concept ထဲကစာအုပ်ထဲကဝါကျတွေကိုဒါတေချာလေးဖတ်နိုင်မယ်ဆိုလို့ရှိရင် speaking ဆိုတာဆိုတော့တရုတ်စာ speaking ဆိုတာလုံးဝကြောက်စရာကောင်းတဲ့ကိစ္စမဟုတ်တော့ပါဘူးမယုံလို့ရှိရင်ဆိုတင်ရတဲ့အကြောင်းသားတွေအများကြီးတသိရှိပါတယ်အခုကျတော့ HSK ကို speaking အနေနဲ့လေ့ကျင့်ခြင်းနဲ့ဆိုလို့ရှိရင်ဒီစာအုပ်လေးရှိပါတယ် HSK 1ကို3000နဲ့ HSK 2ကို4000နဲ့ HSK 3နဲ့4ကိုကျတော့9000စီနဲ့ video class အနေနဲ့တက်နိုင်ပါတယ် Zoom class တွေအနေနဲ့ကတော့လက်ရှိဒီအတန်းလေးတွေဖွင့်ထားပေးပါတယ်ကျောင်းသားအကျန်းအကြိုက်များတဲ့ new concept ကိုဆို group class အနေနဲ့ဖွဲ့ပေးထားရပေါ့နော်April လတကြံကျောင်းပိတ်ရက်မှာတေချာလေးလေ့လာသင်ယူနိုင်ဖွင့်ပေးထားတာဖြစ်လို့အခုပဲကြိုတင်ပြီးတော့စာရင်းသွင်းထားလိုက်ပါဗီဒီယိုတွေကရသက်ပံမဖြတ်ပါဘူးเนาะအိမ်စာထပ်လို့ရပါတယ်တကြံပိတ်ရက်မှာလဲ Zoom class meeting လို့ရှင်းနေဆိုလို့ရှိရင်ခေါ်ပေးပါမယ်ဟုတ်ကဲ့ရဆိုရင်အခုပဲလာပြီးတော့စာရင်းသွင်းလိုက်ရအောင်ရှင်ကြည့်ရှုအားပေးမှုနဲ့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာတွေ့ပါမယ်เนาะ bye bye